မိတ်ဆွေတို့မင်္ဂလာပါခင်ဗျာ Hidden Truth Mind Channel မှာကြိုဆိုပါတယ်ဗျာလူတစ်ယောက်ရဲ့ပထမဆုံးအထင်ကြီးမှုကိုစက္ကန့်ပိုင်းအတွင်းမှာတင်ဆုံးဖြတ်တတ်ကြပါတယ်သင်ဘာမှမပြောရသေးခင်မှာတင်သင်ရဲ့ခန္ဓာကိုယ်အမှုအရာတွေကသင်ရဲ့ယုံကြည်မှုအစဉ်တန်းကိုဖော်ပြနေတာပါလူကြားထဲမှာဖြစ်ဖြစ်အလုပ်အင်တာဗျူးမှာဖြစ်ဖြစ်စိတ်လှုပ်ရှားပြီးဘာလုပ်ရမှန်းမသိဖြစ်ဖူးပါသလားဒီနေ့မှာတော့Hidden Truth Mind ကနေတင့်ကိုဘလို့အခြေအနေမှာမဆိုယုံကြည်မှုအပြည့်ရှိတဲ့သူတစ်ယောက်အဖြစ်ပေါ်လွင်စေမဲ့ body language လျှို့ဝှက်ချက်၃မျိုးကိုအသေးစိတ်ဝေမျှပေးသွားမှာပါဒါကိုသိထားရင်တင့်ရဲ့ဆက်ဆံရေးတွေမှာတိတိတသာပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်ပထမဆုံးလျှို့ဝှက်ချက်ကတော့ open posture လို့ခေါ်တဲ့ပွင့်လင်းတဲ့ကိုယ်နေဟန်ထားပဲဖြစ်ပါတယ်လူတွေဟာစိုးရိမ်စိတ်ရှိတဲ့အခါဒါမှမဟုတ်ကြောက်ရွံ့တဲ့အခါမှာမိမိကိုယ်ကိုကာကွယ်ခြင်းနဲ့အတိစိတ်နဲ့လက်ပိုက်တာခေါင်းငုံတာဒါမှမဟုတ်ပခုံးကိုကျင်းထားတာမျိုးတွေမတိစိတ်ကနေလုံမိတတ်ပါတယ်ဒါဟာတစ်ဖက်လူကိုကျွန်တော်စိတ်မသက်မသာဖြစ်နေပါတယ်လို့ပြောပြနေသလိုပါပဲယုံကြည်မှုရှိတဲ့သူတစ်ယောက်အဖြစ်မြင်စေဖို့ဆိုရင်တင့်ရဲ့ပခုံးနှစ်ဖက်ကိုနောက်ကိုအနှဲငယ်ပို့ထားပြီးရင်အုပ်ကိုမတ်ထားပါလက်ကိုပိုက်မထားပဲလွတ်လွတ်လပ်လပ်ထားခြင်းကသင်ဟာအခြေအနေကိုပွင့်ပွင့်လင်းလင်းလက်ခံနိုင်စွမ်းရှိတယ်ဆိုတာကိုပြသရောက်ပါတယ်ဒီလိုနေထိုင်ခြင်းကတစ်ဖက်လူကိုသင်အပေါ်ယုံကြည်မှုပိုရှိစေသလိုသင်ကိုယ်တိုင်လည်းစိတ်ဓာတ်ပိုမိုတက်ကြွလာစေမှာပါဒုတိယအချက်ကတော့ eye contact ထားခြင်းပါတစ်ဖက်လူနဲ့စကားပြောတဲ့အခါမြေကြီးကိုငုံကြည့်နေတာဒါမှမဟုတ်ဘေးပတ်ဝန်းကျင်ကိုပဲကြည့်နေတာဟာသင်မှာယုံကြည်မှုမရှိဘူးဆိုတာကိုအထင်ရှားပြနေတာပါစကားပြောတဲ့အခါတစ်ဖက်လူရဲ့မျက်လုံးကိုတဲတဲစိုက်ကြည့်ဖို့လိုပါတယ်ဒါပေမဲ့အတင်းအကျပ်စိုက်ကြည့်တာမျိုးမဟုတ်ပဲနူးညံ့တဲ့အပြုံးလေးတစ်ခုနဲ့တွဲဖက်လိုက်ပါမျက်လုံးချင်းစုံပြီးပြုံးပြခြင်းဟာကျွန်တော်တင့်ကိုဂရုစိုက်နေပါတယ်ပြီးတော့ကျွန်တော်ဟာတင့်ရဲ့အတွက်အန္တရာယ်မရှိပါဘူးဆိုတဲ့အသည့်ကိုပေးပါတယ်ဒီနီးလန်းဟာလုပ်ငန်းခွင်မှာလည်းမကပဲလူမှုရေးနယ်ပယ်ဒီမှာပါတင့်ကိုလူချစ်လူခင်ပိုများစီမဲ့လှုပ်ဝက်ချက်တစ်ခုပဲဖြစ်ပါတယ်တတိယအချက်ကတော့ slow and steady movements လို့ခေါ်တဲ့တည်ငြိမ်တဲ့လှုပ်ရှားမှုတွေပါလူတွေစိတ်လှုပ်ရှားတဲ့အခါခြေမငြိမ်လက်မငြိမ်ဖြစ်တတ်တာလက်သေးကိုက်တာဒါမှမဟုတ်စကားကိုအသက်ရှူရခတ်တဲ့အထိအတင်းမြန်ပြောတာမျိုးတွေလုပ်တတ်ကြပါတယ်ဒါတွေဟာယုံကြည်မှုကင်းမဲ့နေခြင်းရဲ့လက္ခဏာတွေပါယုံကြည်မှုရှိသူတွေကတော့အေးအေးဆေးဆေးနဲ့တည်ငြိမ်ပဲလှုပ်ရှားကြပါတယ်စကားပြောတဲ့အခါမှာလည်းလိုအပ်တဲ့နေရာတွေမှာခိတ္တရပ်ပြီး pause တလုံးချင်းရှင်းလင်းပြောပါဒီလိုတည်ငြိမ်စွာလှုပ်ရှားပြောဆိုခြင်းကတင့်ကိုအချီနေအရက်ကိုစိတ်အေးလက်အေးနဲ့ထိန်းချုပ်နိုင်စွမ်းရှိတဲ့ခေါင်းဆောင်တစ်ယောက်အဖြစ်ပေါ်လွင်စေမှာပါအနှစ်ချုပ်ရရင်တော့မမတ်ရက်ပါမျက်လုံးချင်းစုံပါပြီးတော့အေးအေးဆေးဆေးတည်ငြိမ်လှုပ်ရှားပါဒီအချက်၃ချက်ကိုနေ့စဉ်ဘဝမှာတစိုက်မမတ်လေ့ကျင့်သွားမယ်ဆိုရင်သင်ရဲ့ယုံကြည်မှုကတိတာတိုးတက်လာမှာအသေးချပါပဲအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ hidden truth တွေနဲ့စိတ်ပညာဗဟုသုတတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲယုံကြည်မှုအပြည့်နဲ့အောင်မြင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ခင်ဗျာ